ရေဘဲနဲ့နှမ်းဖြူစေးကြလို့အခက်တွေ့လာတဲ့တောင်သူတွေကိုဈေးကွက်အာမခံချက်ရှိအောင်စီစပ်ပိုင်ရှင်အသင်းကတွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးဈေးနှုန်းအာမခံချက်တွေကိုလည်းပေးခဲ့ပါတယ်ဒီသတင်းကိုမြရိပ်သတင်းကတင်ဆက်ထားပါတယ်မြမ COG လို့တင်စားခဲ့ကြတဲ့မကွေးတိုင်းဒေသကြီးမှာအဓိကဈေးထွက်သီးနှံဖြစ်တဲ့မြေဘဲဟာပြီးခဲ့တဲ့သီးနှံပေါ်ချိန်မှာဈေးကျဆင်းခဲ့တာကြောင့်စိုက်ရည်ကကျဆင်းမှုတွေမဖြစ်အောင်မြေဘဲဈေးနှုန်းနဲ့ပတ်သက်ပြီးတွေ့ဆုံညှိနှိုင်းပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မေလ9ရက်နေ့မကွေးမြို့နယ်ခမ်းမမှာကျင်းပခဲ့တဲ့အဲ့ဒီတွေ့ဆုံညှိနှိုင်းပွဲနဲ့ပတ်သက်ပြီးစီစပ်ပိုင်ရှင်များအသင်းဥက္ကဋ္ဌဦးစန်းထွန်းလွင်ကအခုလိုပြောပါတယ်စီရသီးနဲ့မဆိုင်ဘဲနဲ့တခြားအရာတွေကိုပြောင်းပြီးစိုက်တာပေါ့နော်တခြားကိုပြောင်းတဲ့လူပြောင်းတယ်တချို့ကမဆိုင်ဘဲနေတယ်အဲ့ဒီပြဿနာတွေကိုကြုံလိုက်တဲ့အခါမှာဒါကပြည်တွင်းမှာအန်ဒီယေကြီးဘာဖြစ်လို့လဲကျွန်တော်တို့နိုင်ငံခြားကနေပြီးတော့စီတင်သွင်းနေတာနှစ်စဉ်ဒေါ်လာတန်း600လောက်ရှိတယ်ဒါတောင်မှတော့အရင်တော့ဘယ်လိုပြောမလဲအခုဈေးနဲ့တန်း600လောက်ကုန်တယ်ပြောတာအရင်တော့လို့တန်ချိန်တစ်နှစ်ကို1 သန်းလောက်တာသွင်းနေရင်ဒီတဲ့မကကုန်ပါမှန်တိုင်းပြောရရင်အခုကဒီလက်ရှိနိုင်ငံတော်အစိုးရမူဝါဒကပြည်တွင်းစားသုံးစီအတွက်ကိုပြည်တွင်းစိုက်ပျိုးမှုနဲ့ဖူလုံရမယ်ဆိုတဲ့မူဝါဒကိုလိုက်ပြီးမှတင်သွင်းမှုကိုဖြည်းဖြည်းချင်းရှော့ချလာလို့သာဒီလိုဖြစ်တာပေါ့နော်အဲ့တော့တကယ်လို့သာဒီ COE ကစပြီးကွဲလိုက်ရင်တောက်လျှောက်ကြံတဲ့နယ်တွေပါသွားမှာပါသွားရင်ဒါအခြေအနေမကောင်းတော့ဘူးတနိုင်ငံလုံးစီကိုကွဲပြီးတနိုင်ငံလုံးစားအောင်စီတွင်းပြီးစားတော့တဲ့ဘဝကိုရောက်သွားမှာစီရသီးနှံစိုက်တဲ့တောင်သူပျောက်သွားပြီးမှဖြစ်သွားမှာပေါ့နော်ဒီလိုအခြေအနေကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ဒီနေ့ပွဲကိုဒီမှာလာပြီးလှုပ်တာအဲ့ဒီတောင်သူတွေ့ဆုံပွဲကိုရန်ကုန်မန္တလေးမကွေးနမောက်အောင်လံအပြင်မြစ်နောက်ဘက်ကကမင်းဘူးပွင့်ဖြူဆန်းလင်းစားတဲ့မြို့နယ်တွေကတောင်သူတွေစီစပ်ပိုင်ရှင်တွေအပြင်မြေဘက်ခွက်ဆက်ပိုင်ရှင်တွေစားတဲ့လူဦးရေ900လောက်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်မကွေးတိုင်းဒေသကြီးမကွေးမြို့ဟာမြေဘက်သီးနှံအဆိုင်အများဆုံးဒေသဖြစ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုးရွာခဲ့တဲ့ရာခင်းတွေမှာမြေဘက်တွေကိုစိုက်ပျိုးပြီးဖြစ်ပါတယ်ပြီးခဲ့တဲ့2025မိုးမြင့်ပဲပေါ်ချိန်မှာသီးနှံဈေးကစိုက်ပျိုးထုတ်လုပ်မှုအောက်ရောက်ရှိခဲ့ပေမဲ့မြေရိုးဖလာလုပ်ငန်းဖြစ်တဲ့ရာလုပ်ငန်းကိုမဆုတ်ပယ်နိုင်ကြပါဘူးဒါကြောင့်လက်ရှိမိုးမြင့်ပဲစိုက်ပျိုးပြီးချိန်ကစပြီးပဲပေါ်ချိန်အထိဈေးအတွက်စိုးရင်တော့ကဖြစ်နေရမယ်အစားပဲတောင်အချောက်9ပိတ်တာပါဝင်တဲ့မြေပဲတဲ့တင်ကိုကြံငစ်စစ်ကျပ်4000သတ်မှတ်ပြီးဝယ်ယူသွားမယ်လို့မကွေးမြို့အခြေဆိုင်ရွှေပြည်သားစီစပ်ပိုင်ရှင်ဦးတို့ကျွဲကတောင်သူတွေကိုအာမခံပေးခဲ့ပါတယ်အဲ့တော့4000မှာကြံကင်စီဖြစ်ပါမယ်အကယ်၍အပြည့်မှ9000ဖြစ်ခင်ဝင်ပါပါတယ်ပူရတယ်ကျွန်တော်တို့ကကြိုက်တယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုဆောင်းပဲကျွန်တော်တို့အခုနှမ်းဆိုင်ပြီးဆောင်းပဲတွေစိုက်ကြတယ်ဆောင်းပဲတွေမစိုက်ရဘူးခင်ဗျားတို့ကဈေးကွက်ကကြောက်တယ်ဘာညာဖြစ်မလာအောင်4000အာမခံပြီးတော့ကျွန်တော်ပြောပါအဲ့တော့ဘာပဲဖြစ်ဖြစ်ဒီနေ့တိုးချက်ပြီးစိုက်ကြတောင်သူတွေရဲ့အခြေအနေကိုဦးတိုးကျွဲကအခုလိုပြောပါတယ်ဒီတောင်သူတွေမှာတစ်နှစ်ပြီးတစ်နှစ်ပဲဆက်ဧကတွေနဲနာလေလာပြီးတော့အရှုံးတွေများနေတယ်အဲ့ဒါတွေကိုငါတို့ကဒီတောင်သူတွေနဲ့စက်ပိုင်တွေရဲ့နိုင်ငံတော်အကြီးအကဲတွေရဲ့ဘယ်လိုလုပ်ပြီးတော့ဘယ်လိုကူညီပေးရမလဲတောင်သူတွေရဲ့အတန်ကဘယ်လိုဖြစ်မလဲအဲ့ဒါတွေလည်းနားထောင်ပြီးတော့အဲ့ဒါတွေကိုတို့ကပြန်ပြီးတော့သူတို့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းနဲ့ဆိုတဲ့အတွက်ဒီပွဲလေးကိုလှုပ်လိုက်တာစီစပ်ပိုင်ရှင်တွေနဲ့တောင်သူတွေတွေ့ဆုံပွဲမှာတောင်သူတွေရဲ့ကိုစားမင်းမှုမြို့နယ်မှာတိုင်းတောင်သူဥက္ကဋ္ဌဖြစ်သူဦးဟန်ညွန့်ကတိနက်စိုက်ပျိုးရေးလုပ်ငန်းမှာတွေ့ကြုံနေရတဲ့အခက်အခဲတွေဖြစ်တဲ့73စီကအစမြေမျိုးပိုးနည်းပညာနဲ့စိုက်ပျိုးစိတ်ချင်းငွေတွေအချိန်မီရရှိဖို့စတဲ့အခြေအနေတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။တောင်သူတွေနဲ့စီစပ်ပိုင်ရှင်တွေတွေ့ဆုံပွဲမှာလေယာသုံးစက်ကရိယာတွေဓာတ်မြေဩဇာနဲ့ပိုးသက်ဆေးပေါင်းသက်ဆေးမျိုးစေ့လူနယ်ဆေးကအစစိုက်ပျိုးရေးသွင်းအားစုတွေကိုလည်းထည့်သွင်းပြသခဲ့ပြီးဒေသတွင်းမှာထုတ်လုပ်တဲ့ပဲစီနှမ်းစီနေကြစီတွေကိုလည်းတပိတ်တာ19000ကျပ်နဲ့ရောင်းချပေးခဲ့ပါတယ်။စီစပ်ပိုင်ရှင်များအသင်းဟာပြီးခဲ့တဲ့မတ်လ25ရက်နေ့မှာလည်းရှမ်းပြည်နယ်ရှိစီထွက်သီးနှံစိုက်ပျိုးတဲ့တောင်သူတွေနဲ့တွေ့ဆုံပြီးဈေးကွက်ခိုင်မာမှုရှိကြောင်းအာမခံပေးခဲ့ပြီးဈေးကွက်အခြေအနေတွေကိုရှင်းလင်းပြောဆိုပေးခဲ့ပါတယ်။မကွေးတိုင်းဒေသကြီးမှာမြေပဲနှမ်းနေကြပန်းနှမ်းနဲ့စီမုံညင်းစတဲ့စီထွက်သီးနှံစိုက်ရကပေါင်း28သိန်းကျော်ရှိပြီး COG လို့တင်စားရလောက်အောင်စီဖူလုံမှုရာခိုင်နှုန်းက480ကျော်ရှိတယ်လို့စိုက်ပျိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ဒီသတင်းကိုမြရိပ်သတင်းကတင်ဆက်ထားပါတယ်။